မြမမြေပေါ်မှာမတရားမှုနဲ့အမောင်တို့ကြီးစိုးလာတဲ့နေ့ကစပြီးကျွန်တော်တို့ပြည်သူတွေဟာကိုယ်ကံကြမ္မာကိုဖန်တီးဖို့အတွက်တိုလန်ရေးလမ်းစဉ်ကိုရဲရဲဝံ့ဝံ့ရွေးချယ်ခဲ့ကြပါတယ်။ဒီကနေ့မှာတော့ຫນွေဦးတော်လန်ရေးဟာတာမန်စန့်ကျင်စန္ဒပြမှုအဆင့်ကနေအာနာရှင်စနစ်နှိဂုံးချုပ်ဖို့အရှင်ဟုန်အကောင်းဆုံးအခြေအနေကိုရောက်ရှိနေပြီဖြစ်ပါတယ်။ရှေ့တန်းစစ်မျက်နှာပြင်အတီးတီးမှရှိတဲ့တော်လန်ရေးရဲဘော်တွေရဲ့စွန့်လွတ်စွန့်စားမှုတွေဟာတမိုင်းတစ်တစ်ခုကိုတွေးနဲ့ရီးထိုးနေကြတာဖြစ်တယ်လို့ဒါဟာကျွန်တော်တို့အားလုံးရဲ့လွတ်မြောက်မှုအတွက်ပေးဆံနေကြခြင်းလည်းဖြစ်ပါတယ်။အခုနောက်ပိုင်းမြေပြင်ကလာတဲ့သတင်းတွေကိုကြည့်မယ်ဆိုရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ရဲ့ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မှုတွေဟာမခန်းအောင်မြင်မှုတွေကိုဖော်ဆောင်နေတာတွေ့ရပါလိမ့်မယ်။အာနာသိန်းစစ်ကောင်စီဟာနေမြေအများကိုလက်လွတ်နေရရုံနဲ့မကပဲစစ်ရေးစီးပွားရေးနဲ့နိုင်ငံရေးအရာပါအဖက်ဖက်ကရိုင်းနဲ့လာနေပြီဖြစ်ပါတယ်။အထူးသဖြင့်မဟာဗျူဟာကျရဲ့မြို့စည်းတွေနဲ့အဓိကကုံသွေးရေးလမ်းကြောင်းတွေကိုတော်လန်ရေးအင်အားစုတွေကထိန်းချုပ်နိုင်လိုက်တာဟာရန်သူ့ပဲအသက်ရှူပေါပိတ်သွားစေတဲ့အဆုံးအဖြတ်တိုက်ကွက်တွေပဲဖြစ်ပါတယ်။ဒီနေရာမှာကျွန်တော်တို့သတိပြုရမှာကဒီအောင်ပွဲတွေဟာလက်နက်အင်အားတစ်ခုတည်းကြောင့်မဟုတ်ဘူးဆိုတာပါပဲ။ဒါဟာပြည်သူတရလုံးရဲ့မရင်းရိုင်တဲ့စိတ်တက်နဲ့တခဲနဲ့ထောက်ခံမှုကြောင့်ရရှိလာတဲ့ရလဒ်တွေဖြစ်ပါတယ်။တစ်ဖက်မှာလည်းမြေပြင်တိုက်ပွဲတွေမကဘူးမြို့ပြပျောက်ကြားစစ်စင်ရေးတွေနဲ့နိုင်ငံတကာတန်တမန်ရေးရာတိုက်ပွဲတွေကလည်းအရှင်အဟုန်မပြတ်ဆက်လက်ဖြစ်ပွားနေပါတယ်။ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့မပင်ပန်းနိုင်တဲ့ပံ့ပိုးမှုတွေပြည်ရင်းကပြည်သူတွေရဲ့ဘယ်တော့မှဒူးမထောက်ဘူးဆိုတဲ့ခိုင်မာတဲ့တန်နစ်ထန်တွေဟာတော်လန်ရေးရဲ့အဓိကအင်ဂျင်ဆက်တွေပဲဖြစ်ပါတယ်။စစ်ကောင်စီရဲ့ရန်တရားတွေကိုပြန်ကြည့်ရင်တော့အုတ်ချုပ်ရေးပိုင်းတွေမကဘူးတက်တွင်းပြိုကွဲမှုတွေစိတ်သက်ပြက်ပြားပြီးအလင်းဝင်ရောက်လာတဲ့စစ်တီအရေးအတွက်တိုးပွားလာမှုတွေကြောင့်နေ့စဉ်နဲ့အမျှ၆ထဲကိုဆင်းနေရကိုအထင်ရှားတွေ့မြင်နေရပါတယ်။ຫນွေဦးတော်လန်ရေးဟာရိုးရှင်းတဲ့လက်နက်ကင်ပဋိကဖတစ်ခုမဟုတ်တော့ပဲ Federal Democracy နိုင်ငံတော်သစ်စီကိုတွားမယ်တရားမျှတမှုနဲ့လူ့အခွင့်အရေးအတွက်တိုက်ပွဲဝင်နေခြင်းဖြစ်ပါတယ်။တော်လန်ရေးအင်အားစုတွေကြားမှာစူးစီးညီညွတ်မှုပုံမအားကောင်းလာတာနဲ့အမျှအနာဂတ်မြန်မာနိုင်ငံအတွက်မျှော်လင့်ချက်အလင်းတန်းတွေဟာပုံမတောက်ပလာနေပါတယ်။အခက်အခဲတွေစိန်ခေါ်မှုတွေနဲ့ပေးဆက်မှုတွေရှိနေအောင်မှာဖြစ်ပေမဲ့ပြည်သူတရလုံးရဲ့ညီညွတ်တဲ့လက်သိချက်ကသာလင်အဆုံးသတ်အောင်မြင်မှုကိုမလွဲမသွေဆောင်ကျင်ပေးမှာဖြစ်ပါတယ်။ညီကုန်းချုပ်အနေနဲ့ပြောရရင်တော်လန်ရေးရဲ့အရှိန်အဟုန်ဟာဘယ်တော့မှရက်တန့်သွားမှာမဟုတ်ပဲအာနာရှင်စနစ်အမြင့်ပြတ်တဲ့အထိဆက်လက်ချီတက်နေဦးမှာဖြစ်ပါတယ်။မိမိတို့တာဝန်ကိုစီကိုကြာရကန်တာကနေအကောင်းဆုံးထမ်းဆောင်နေကြတဲ့ပြည်သူတရလုံးကိုလေးစားစွာဂရုပြုအပ်ပါတယ်။ကြာဆုံးသွားတဲ့အာဇနိတ်တရေခေါင်းတွေကိုဥညုတ်ရင်းနဲ့တော်လန်ယူအောင်ရမည်ဆိုတဲ့ခိုင်မာတဲ့ယုံကြည်ချက်နဲ့အတူဂျမုတ်တူအားလုံးအဆုံးထိတိုက်ကွဲဝင်ကြပါစို့။